budget phone ဆိုပေမဲ့ battery ampere 6000 mAh ပါဝင်လာတဲ့အပြင်ကိုမှနောက်ထပ်ဒီအားပြန်သွင်းလို့ရတယ် battery ampere 4000လည်းထပ်ပြီးတော့ပါတယ် cover case လေးကိုပါလက်ဆောင်အပြည့်ထည့်ပေးမှာဖြစ်တယ်ဆိုတော့စုစုပေါင်း battery ampere 1000 mAh ကိုအသုံးပြုလို့ရနိုင်တဲ့ itel ရဲ့ power 17ကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ထွက်ရှိတာကတော့အယောင်2အောင်ထွက်ရှိတယ်ကျွန်တော်လက်ထဲကိုရောက်ရှိနေတဲ့ titanium silver ရဲ့နောက်ထပ်ဒီ black color ရဲ့ဆိုပြီးတော့2အောင်ထွက်မယ်ပေါ့နော် titanium silver ဆိုတဲ့ color လေးကတော့တော်တော်လေးကိုပြောင်းပြီးတော့မှန်မှကြည့်လို့ရတဲ့အနေအထားရှိတယ်လက်ရလေးတော်တော်လေးကိုထင်လွယ်တယ်သူ့တက်မှာပါတဲ့ဒီ cover ကိုတက်ပြီးသုံးမှာပဲအဆင်ပြေမဲ့အနေအထားမှာရှိတယ် RAM 4 128GB ရဲ့ RAM 6 128GB ရဲ့ဆိုပြီးတော့ version မျိုးနဲ့ထွက်မယ်လို့သိရတယ်ဒီဈေးနှုန်းကတော့သူတို့ခုလောလောဆယ်ပြောထားတဲ့ခန့်မှန်းဈေးနှုန်းတွေကတော့4သိန်းခွဲဝန်းကျင်လောက်နဲ့လာမယ်လို့တော့သိရတယ်ပေါ့နော်အနောက်ဘက်နဲ့ base frame တွေကိုတော့ plastic frame ကိုပဲသုံးပေးထားမယ်အနောက်မှာကင်မရာ3လုံးပုံစံလိုမျိုးလုပ်ပေးထားတယ်တကယ်ပါတာကတော့ကင်မရာကတော့တစ်လုံးပဲပေါ့နော်30 megapixel ရဲ့နောက်အောက်ကကျတော့ကျွန်တော်တို့ဒီ aircon remove တို့ TV remove တို့စတာတွေသုံးဖို့အတွက်ဆိုပြီးတော့ဒီအောက်ကအလုံးကတော့အဲ့ဟာလေးထည့်ပေးထားတာဖြစ်တယ်ဘေးနားမှာ Flammy ပါမယ် Flammy ရဲ့နှလုံးတော်တော်လေးလင်းတယ်လို့ပြောလို့ရတယ်သူရဲ့အနောက်ဘက် design ကတော့ကျွန်တော်တို့ဒီမသိရင် gaming phone လိုဘာလိုမျိုးပုံစံမျိုးလေးလုပ်ပေးထားတယ်သူရဲ့ design ကတော့မစိုးဘူးလို့တော့ပြောရမယ်ဒါပေမဲ့ချမ်းက single အထုပ်ထည့်လို့ရတဲ့အပေါက် single နှစ်ကဆိုင်လို့ရပြီးတော့ memory SD card ပါထပ်ဆိုင်ပြီးအသုံးပြုလို့ရမှာဖြစ်တယ်အောက်ဘက်မှာ 3.5mm ဂျက်ပေါက်ပါမယ် FM radio တွေပိုင်းနားထောင်ချင်နားထောင်လို့ရမယ် Type C port ရဲ့ speaker တစ်လုံးနဲ့ပဲပါတယ်ဆိုပေမဲ့သူရဲ့ speaker ရဲ့အသံထွက်ကမစိုးဘူးကျယ်တယ်လို့ပြောလို့ရတဲ့အထက်မှာပါတယ် fingerprint ကတော့ side fingerprint ကိုအသုံးပြုပေးထားတယ်အစမ်းကြည့်တာတော့မစိုးဘူးပေါ့နော်မြန်သေးလောက်တော့မြန်တယ် battery ampere 6000 mAh သုံးပေးထားတယ်ဆိုပေမဲ့လက်ထဲမှာကန်ရတဲ့အနေအထားကအရန်ကြီးလေးနေတယ်လို့မျိုးမခံစားရဘူးသူရဲ့ weight က192 gram ကြော်လေးပဲရှိတယ်အထူကတော့ 7.9mm ရှိမှာဖြစ်တယ်ဆိုတော့လက်ထဲမှာကန်ရတာလေးကတော့အနေတော်လေးပဲပေါ့နော် IP54 dust and water resistant ပါတယ်ဆိုတော့ရေတွေပါတယ်မတော်တဆဖိတ်စင်တာလောက်လေးတွေကိုတော့ကာဝယ်ပေးနိုင်မှာဖြစ်တယ် display ပုံစံကတော့အလဲမှာ selfie camera ကိုပတ်ဟိုးပုံစံလိုမျိုးလေးသုံးပေးထားတယ် screen size က 6.67 inch ရှိမယ် IPS LCD display ကိုသုံးပေးထားတယ်120Hz ရတယ်120Hz ရတယ်ဆိုပေမဲ့စမ်းကြီးတလောက်ကတော့ 120Hz ကိုတကယ်အလုပ်လုပ်တာတော့ setting ထဲမှာပဲအလုပ်လုပ်မယ်ဒီ home ကိုထွက်လိုက်မယ်ဆိုရင် 90Hz ရမယ်ကိုသုံးမဲ့ app တွေပေါ့နော်ဒီ YouTube ပဲဖြစ်ဖြစ် game ဆိုတာပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ်အခြား app တွေထဲကိုဝင်လိုက်ပြီးဆိုတာနဲ့ 60Hz ဖြစ်သွားတယ်ဆိုတော့ဒီ 120Hz ကတော့တကယ်ကတော့သူ့ရဲ့ setting မှာသုံးမှာပဲ 120Hz ကိုအပြည့်အဝ support ပေးတယ်ကျန်တဲ့အချိန်တွေမှာတော့ 90Hz ရလိုက် 60Hz ရလိုက်နဲ့ကိုသုံးတဲ့ app တွေတော်တော်များများမှာတော့ 60Hz ကိုပဲ support ပေးထားမှာဖြစ်တယ် Android version 14နဲ့လာတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီ landscape display တို့ဘာတွေအဲ့လိုမျိုးလေးတွေပါဝင်လာမှာဖြစ်တယ်သူ့မှာပါဝင်တဲ့ဒီ charger case နဲ့အသုံးပြုမယ်ဆိုရင်တော့သူ့ရဲ့ weight ကတော်တော်လေးကိုလေးသွားတာပေါ့နော်လက်ထဲမှာကင်ပြီးတော့ကြာသုံးဖို့ကအဆင်မပြေဘူးတော်တော်လေး weight ကတီးတတ်တာကိုလေးသွားတယ် charger case ကိုတတ်ထားပြီးတော့ကိုအားသွင်းခြင်းဒီခလုတ်လေးကိုတစ်ချက်နှိမ့်လိုက်တကယ်လို့ကိုကဒီအားလည်းရှိသေးတယ်ဒီအားကိုမသွင်းချင်သေးဘူးဆိုရင်သူ့မှာပါတဲ့ key လေးကိုနှစ်ချက်နှိမ့်လိုက်ရတယ်ပေါ့နော်ဆိုတော့သူ charger case ကရင်တော့မှဖုန်းကိုအားသွင်းပေးမှာတော့ Type C အားသွင်းပေါင်းနဲ့အားသွင်းပေးမယ်ဒီ charger case က battery ကိုပြန်ပြီးအားသွင်းမယ်ဆိုရင်လည်းသူကဒီ Type C port နဲ့ပဲပြန်ပြီးတော့အားသွင်းရမှာဖြစ်တယ်ပေါ့နော် performance ဘိုင်းမှာတော့ Helio G50 ပေါ့နော် Helio G50 ကို ultimate ကိုသုံးပေးထားမှာဖြစ်တယ်ဆိုတော့ဒီကောင်လေးက game ဆော့မယ်ဆိုရင်တော့ပေါ့ game လေးတွေဆော့မယ်နောက်တစ်ခုကဒီ social app ပေါ့နော် TikTok တို့ YouTube တို့ဘာလို့ကြည့်တာလောက်တွေနဲ့ game ပေါ့ဆော့မယ်လူတွေအတွက်ကတော့ဒီကောင်လေးကအဆင်ပြေတယ်ကင်မရာကတော့ 30 megapixel ပါတယ် beauty တွေပါတယ် beauty တွေမှာရိုက်မယ်ဆိုရင် 120 ရမယ် portrait ကတော့ 120 တွေပဲမရဘူးပေါ့နော်ဒီတိုင်းပဲရိုးပဲရိုက်လို့ရမှာဖြစ်တယ်ဆိုတော့ portrait ပုံတွေရိုက်ကြည့်တဲ့အနေထားလေးမှာတော့တိတိကျကျကြည့်မယ်ဆိုရင်တော့ချို့နေရာနားတွေပေါ့နော်စပင်တို့ဘာလို့အဲ့လိုမျိုးနေရာနားတွေမှာဆိုရင်တော့ focus လေးတွေမပြတ်ဘဲနဲ့ကြံခဲ့တာမျိုးလေးတွေတော့ရှိတယ်စီစေးဝင်းကျင်မှာတော့ကင်မရာပိုင်းနဲ့ဆိုရင်တော့ဒီလောက်ပဲရမှာပေါ့နော်ကင်မရာနဲ့ရိုက်ထားတဲ့ပုံလေးတွေအလင်းနည်းကောင်းတဲ့အချိန်မျိုးတွေမှာရိုက်မယ်ဆိုရင်သူ့ရဲ့ကင်မရာရဲ့ရုပ်ထွက်ကအရင်စိုးဝါးကြီးရှိနေတာမျိုးတော့မရှိဘူးပေါ့နော်ဒီမှာကျွန်တော်စမ်းပြီးတော့ရိုက်ထားတဲ့ပုံတွေရှိတယ်လူပုံတွေပါဆိုလဲအရင်တီးတတကြီးမဲမောင်ပြီးတော့စိုးဝါးကြီးဖြစ်နေတာမျိုးတော့မရှိဘူးဗီဒီယိုရိုက်မယ်ဆိုရင်သူက1080p ကို 30fps နဲ့ရိုက်လို့ရမှာဖြစ်တယ်ဗီဒီယိုတွေပါရိုက်တဲ့နေရာမှာလဲကျွန်တော်တို့စမ်းပြီးတော့ရိုက်ကြည့်တဲ့အနေထားကလည်းအရင်စိုးဝါးကြီးဖြစ်နေတာမျိုးတွေမရှိဘူး selfie camera တော့8 megapixel ပါမယ်ဆိုတော့ဒီ selfie camera ကလည်း selfie နဲ့ဗီဒီယိုတွေပါရိုက်ရင်အလင်းအောင်ကောင်းရှိရင်ရုပ်ထွက်လေးတွေကတော့သူ့အနေနဲ့သူတော့အဆင်ပြေတယ်ပေါ့နော် battery ampere 6000 mAh ပါတယ်အပြန်သွင်း80W နဲ့သွင်းရမှာဖြစ်တယ်အဲ့အတွက်အချိန်ကတော့ပေးရမယ်ဒီကောင်လေးကတော့ကျွန်တော်တို့ဒီအလုပ်အတွက်အသုံးပြုမဲ့လူတွေလူကြီးပိုင်းနေပေါ့နော်ဖုန်းပြောမယ်ဒီ social app လောက်ပဲအသုံးပြုမယ်ဆိုတဲ့လူတွေနောက်တစ်ခုကဒီခရီးခဏထွက်နေရ
ရတဲ့လူတွေအတွက်ဒီ backup phone တစ်လုံးအနေနဲ့ထားမယ်ဆိုရင်တော့အဆင်ပြေတယ်ပေါ့နော်ဘာလို့ဆိုတော့အားသွင်းလို့ရတဲ့ဒီ cover လေးပါတာဆိုတော့တကယ်လို့ကိုရောက်ရှိတဲ့နေရာအားသွင်းဖို့အဆင်မပြေဘူးဆိုရင်လည်းဒီကောင်လေးပါနေတော့ battery ampere 4000လုံးကြီးမရဘူးဆိုပေမဲ့လည်း emergency ဖြစ်နေတဲ့အချိန်မျိုးမှာဘာမှမရှိရတဲ့ဆိုင်တော့ဒီ case လေးနဲ့အားသွင်းမယ်ဆိုရင်တော့ဒီကောင်လေးကတော့အထောက်အကူပြုမှာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့ video လေးကတော့ဒီလောက်ပါပဲနောက်တဲ့ video တွေမှာကျွန်တော်လေးပြန်လည်ဆုံတွေ့ပါမယ်